ဒါကတော့ဟလောင်းမျိုးရဲ့မနက်ခင်းလေးပါဟိုဘက်မှာမြင်းနေရတာကတော့ဟလောင်းဘေးကြီးပါအခုကတော့ဟလောင်းဘေး court ကိုသွားပါတော့မယ်ကျွန်တော်တို့အခုသင်္ဘောစိတ်ကိုရောက်ပါပြီကျွန်တော်တို့ကဟလောင်းဘေးကိုအခုမြင်တွေ့နေရတဲ့ day cruise နဲ့သွားမှာပါပြီးတော့ကျွန်တော်တို့ဒီ day cruise ပေါ်မှာနေ့လည်စာကို seafood buffet စားမှာပါအဲ့ဒါကတော့ package တဲ့အပါဝင်ပေါ့ကျွန်တော်တို့ကိုလိုက်ပို့တဲ့ agency က day cruise ကိုစင်းလုံးငားရတာဆိုတော့ကျန်တဲ့အဖွဲ့တွေမရှိပါဘူးကျွန်တော်တို့အဖွဲ့ဒါဒီ cruise ပေါ်မှာရှိပါတယ်ကဲအခုကတော့ဟလောင်ဘေးတွေကိုစသွားပါတော့မယ်ဗီယက်နမ်ရဲ့နာမည်ကြီးနေရာဖြစ်တဲ့အပြင် UNESCO Heritage Site ဖြစ်တဲ့ဟလောင်ဘေးရဲ့အလားကိုကြည့်ရှုလိုက်ရအောင်အခုကတော့ Ten Con Cave ကိုရောက်ရှိလာပါပြီ Ten Con ဆိုတာကတော့ heavenly place လို့အဓိပ္ပာယ်ရပါတယ်နတ်ပြည်နေရာလေးပေါ့ဒါကတော့သူတို့တင်စားလာတာAlright, we do it quick because actually you see the new group coming right there. Where one? Oh, Đi đâu mà mẹ? So when the rain drop it off, the melt of the silicate and then calcium carbonate, so it gradually establish the stalactite and stalagmite. So the water drop it to the ceiling, it establish the stalagmite. But actually in the ceiling, it also restore some water right there. So gradually it will establish the stalactites. So those kind of thing, it takes a million year to establish. ဒီတန်းချောင်းထုံးကြောက်လိုင်းကို Heaven on Earth လို့တင်စားခေါ်ဝေါ်ကြတဲ့ဂူကတော့သူ့ရဲ့ကြောက်ဆက်ပန်းဆွဲအလှတွေရဲ့ပြီးတော့ဒီရိုးရာဒဏ္ဍာကြီးပေါ့နော်ဗီယက်နမ်ရိုးရာဒဏ္ဍာကြီးတွေကြောင့်နာမည်ကြီးတာပဲဖြစ်ပါတယ်လူရှိရဟိုအဆောင်ရှိတော့ပြောကလည်းđứng ai vậy mà đứng em đẹp hơn Right here is a good corner for the photo. Lên này, super đây này. This one is a very great background for the photo. Look at this. Here, you go here, stay here, and then you can make the background of this one. It's very amazing. So standing there. Yeah.
It is a yeah, it's a concrete. Yes. Who is the Romeo and Juliet? Look at this. You see, the man is here and the lady is here. This symbol for the beautiful love in Vietnam. See? ဒါကတော့ရိုမီယိုနဲ့ဂျူလီယက်ရဲ့ကြောက်ရွံ့ထုပဲဖြစ်ပါတယ်ဒါကတော့တဘာဝထုံးကြောက်ရည်ပါသူကဒီကူတွေကနေထွက်တာပေါ့နော်အဲ့ဒါကိုတောက်လို့ရတယ်လို့တော့ပြောတာပဲ Okay, please come, please come. Good. ကဲအခုကတော့ကူအပြင်ဘက်ကိုပြန်ထွက်ပါပြီကူရဲ့အပြင်ဘက်မှာကတော့ဆူဗီနီယာရှော့ပလေးရှိပါတယ်ဟာလောင်းဘေးအပြန်လက်ဆောင်ပစ္စည်းလေးတွေဝယ်ချင်ရင်ဒီမှာဝယ်လို့ရပါတယ် Like this, right? All right. Do something different, yeah, like this. Heads close together. Head to the. ကျွန်တော်တို့အခုကတော့ Tin Concave ကနေပြန်ပါပြီလေးသွားစီတော့မှာပါလေးစီးမှာတော့မဟုတ်ကာရလုံမှာပါကဲအခုကတော့လေးစိတ်ကိုရောက်ပါပြီကျွန်တော်တို့ကတော့ကာရက်မလုပ်ဘဲနဲ့လက်စီးဖို့သာဆုံးဖြတ်လိုက်ပါတယ်ဒီမှာပုံမှန်ဆိုရင်လူတွေတအားများတယ်ပေါ့နော်လူတွေပြည့်ညက်နေပြီဒီချိန်ဆိုရင်ဒါပေမဲ့အခုဟာကခီးသွားရသည်တိတ်မဟုတ်သေးတဲ့အတွက်လူတိတ်မရှိပါဘူးဒါလို့နဲ့ဒီကောင်လေးနဲ့ဘာလဲထွက်သေးတယ်ဘက်လက်တရားတလဲရိုက်ကြမယ်လာတော့ ဒီလိုလေးစီးပြီးတော့ကိုကျင်းချင်းလေးတဲ့ဝင်တာကဖအံမျိုးမှာရှိတဲ့စထန်ကူကိုသွားတဲ့ပုံစံနဲ့တူပါတယ်ကတော့ကူရဲကနေပြန်ထွက်ပါပြီဒီဟာကတော့ Kissing Rock တုံးဟုတ် Fighting Cock Island လို့ခေါ်တဲ့ကျွန်းစုလေးပဲဖြစ်ပါတယ်ဒါကတော့ cruise ပေါ်မှာကျွေးတဲ့ပင်လယ်စာဟင်းနေရာတွေပဲဖြစ်ပါတယ်ကဲကျွန်တော်တို့နေ့လည်စာစားပြီးတော့ဟလောင်းဘေးကြီးကိုနှုတ်ဆက်ကဟလောင်းမျိုးတွေကိုပြန်လာခဲ့ပါတယ်ဒါကတော့ဟလောင်းမျိုးမှာရှိတဲ့ပလဲမွေးမျိုးရေချမ်းကြီးပဲဖြစ်ပါတယ် It has different luster like the rainbow with a bit green, gray or purple. Okay. So I'll show you more over there how you can plan with more details. So steps and the first step here is preparing. We prepare two things. The first one here is the beak. It is made of shell, oyster shell. Along with the beak, we need this membrane here. The membrane is taken from the donor oyster. We're gonna cut the the membrane. We cut it from this part here. Okay. After cutting, we get this. Remove dark area to skip the middle part, then cut into smaller pieces, and we treat the membrane with this antibacterial liquid. So that's why it is red now. And the membrane is very important. It is like the catalyst. The membrane can stimulate oyster and make the oyster produce more and more the mother of pearl layer inside.
So we need both of these. We're gonna put them together inside another living one. So I'll show you more next time for next step. This one is next table. Side to get just one pearl. If we put too many, the oysters cannot manage. So just one pearl per oyster. And then put them on this mesh back here. We send them back to seawater for 2 to 5 years. And we come back there every month for checking every month. And the success rate is about 30% success. It's just a single pearl at a time. Okay. It is dead before, so just break it open here and get the pearl. And we're gonna eat the meat. ကဲအခုကတော့ဟလောင်းမျိုးကနေဟနွိုင်းကိုပြန်ပါပြီဘာလို့ပြန်လာလဲဆိုတော့ကျွန်တော်တို့ဒါနန်းကိုသွားဖို့ပါ Oh, so it means 4 p.m. we meeting back at the meeting point, yeah? 4 p.m. Okay, come with me. ဒါကတော့လေစိတ်မသွားခင်ဟနွိုင်းရဲ့အကြီးဆုံးမော်တစ်ခုဖြစ်တဲ့ Lot Mall ကိုပို့တာပဲဖြစ်ပါတယ် ဒါကတော့ကျွန်တော်တို့ရဲ့ Vietnam Tour Guide Mr. Dong ကနှုတ်ဆက်နေတာပဲဖြစ်ပါတယ်ကျွန်တော်ဒါနဲ့ရောက်ရင် Tour Guide အသစ်ဖြစ်သွားပါပြီသူကတော့ဒါနဲ့ကိုပါမလာပါဘူး Thank you and all the best wishes to you. Yeah. And then wishing that in Breaking Day. ကဲအခုကတော့ဟနွိုင်းမြို့ရဲ့နွိုင်းပိုင်း International Airport မှာပဲဖြစ်ပါတယ်ကျွန်တော်တို့ Vietnam အလဲပိုင်းမြို့တစ်ခုဖြစ်တဲ့ဒါနန်းကိုသွားပါပြီဒါကတော့ကျွန်တော်ပြင်းလို့လေစိတ်ထဲရှောက်ပတ်သွားနေပဲဖြစ်ပါတယ်Zombie itu, zombie, pelan zombie. boarding ခေါ်ပါပြီရှေ့မှာဆောင်းပါတော့မယ်ရှေ့မှာဆောင်းပါကဲကျွန်တော်တို့အခုကတော့လေရင်စထွက်ပါပြီဒါကတော့ကျွန်တော်တို့သွားတယ်လေကြောင်းလိုင်းမှာ Vietjet Air ပေါ့နော်ဒါကတော့ Vietnam ဒါနန်းမြို့ရဲ့ night view လေးပဲဖြစ်ပါတယ်ဒါနန်းလေးစိတ်ကိုရောက်ရှိလာပါပြီဟုတ်တယ်ကျွန်တော်ပေါက်ချင်ကဲကျွန်တော်တို့အခုကတော့ဒါနန်းလေးစိတ်ကနေထွက်လာပါပြီကျွန်တော်တို့တဲမဲဟိုတယ်ကိုသွားနေပါပြီပေါ့နော်ကျွန်တော်တို့တဲမဲဟိုတယ်ကတော့ဒါနန်း beach နားမှာရှိတာပါဒါနန်းမြို့ကတော့သူက Vietnam အလဲပိုင်းမှာရှိတာပေါ့နော်သူကကမ်းခြေမြို့တစ်မြို့ဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့ဒီဒါနန်းမြို့က Vietnam နိုင်ငံမှာလေစိတ်ကမြို့ထဲမှာရှိနေတာပေါ့နော်လေစိတ်ကထွက်လိုက်တာနဲ့မြို့ထဲတန်းရောက်တဲ့မြို့တစ်မြို့ဖြစ်ပါတယ်အခုကတော့ကျွန်တော်တို့တဲမဲ Pavilion Hotel ကိုရောက်လာပါပြီသူကကမ်းခြေနဲ့လည်းနီးတယ်ပြီးတော့ဘေးမှာလည်း convenience ဆိုင်လေးတစ်ခုရှိတယ်ပေါ့နော်